马路边是这个西路，够所人收水嘛呢？变多么路拉变他的，那记。个个咯，打得老变咯，个个身边都听的，这边没记。这个标了线，今年嘛对没对啊？喏，对没？对了。这个标了线，今年啊的嘛对了，看哪里喏？那看你让么说话的喏，咱们拉边了，嘛记。ဒီလိုနေလို့ရှိရင်စုလို့မင်းနှစ်ခွဖြစ်တဲ့အမရရှိလားဒီလားမေးကိုမြင်ရတယ်အထူးသဖြင့်ပြုံးလို့ရှိရင်ဒီလိုမျိုးမြင်ရတယ်ဒီလားအဲ့ဒါဆိုရင်အမတို့အိမ်မှာရှိတဲ့ eyeshadow ဖြစ်ပေါ့လား bronzer ဖြစ်ဒါပေမဲ့စုမှာကြတော့ဒီ Sephora ရဲ့ဒီဒါရှိတယ်ဆိုတော့လေဒီရောင်လေးဒါဆိုရင်မင်းနှစ်ခွဖြစ်လို့ရှိရင်အညိုရင့်ပေါ့နော်အမဲတော့တော့မစိုးနဲ့ဒီလားအညိုရင့်ကလေးကိုနည်းနည်းလေးယူပြီးရင်ဒီလိုမျိုးလောက်လိုက်ပြီးရင်ဒီနေရာလေးမှာထည့်နည်းနည်းလေးပဲထည့်တော့အများကြီးမထည့်တော့ပြီးရင်ဒီလိုလေးလို့ဒီမေးနှစ်ခွာဖြစ်တဲ့နေရာကိုကနည်းနည်းမှောင်သွားခိုင်းမယ်ပေါ့နော်အမျိုးပြီးရင် blend လိုက်သလားဒီလိုလေး blend လိုက်မယ်ဒီလိုလေး blend လိုက်မယ်နည်းနည်းလေးပဲယူသလားဒီလိုဖြစ်တဲ့နေရာဒီလိုလေးယူပြီးလို့ရှိရင်ဒီလိုလေးဖြတ်မယ်နော်ဒါဆိုရင်ပြုံးရင်လည်းဒါနည်းနည်းလေးပေါ်သေးတယ်ဒီနေရာလေး okayအဲ့တော့ဒီမင်းနှစ်ခွဖြစ်တဲ့နေရာလေးကို brush နဲ့လည်းရတယ်လားဒါပေမဲ့စုကလည်းအလွယ်နီးပဲ brush မသုံးချင်ဘူးအမျိုးလက်နဲ့အားရပါရအဲ့လိုသုံးချင်တာတလားအဲ့တော့ဒါဆိုနည်းနည်းမြင်ရတယ်ဒါပေမဲ့အခုဒီလိုမျိုးပြတာပြောလို့တလားမှောင်လို့ရှိရင်မမြင်ရတော့ပြုံးလို့ရှိရင်လည်းတလားမှောင်နေတယ်တလားရုပ်တရက်ဆိုတော့သူမင်းနှစ်ခွမဟုတ်ဘူးအဲ့လိုမျိုးအဲ့လိုပုံစံမျိုးအဲ့ဒါအမားတို့ကအညိုရင်းရင်ပေါ့နော်ကိုစမ်းကြည့်ပေါ့နော်အဲ့လိုမျိုးဒီလိုပြီးတော့ဒီနေရာဒီဘက်ကြံမနေရအောင်ဒီလိုမျိုးလေး blend လိုက်တလားကိုမင်းနှစ်ခွဖြစ်တဲ့နေရာလေးကိုနည်းနည်းမှောင်သွားတော့လေပြုံးလို့ရှိသလားမဲတဲ့နေရာမှောင်နေတဲ့အတွက်ကြောင့်အဲ့ဒါလေးလာပြပြတာနော်ဒီမှာကြည့်ဒီဘက်မှာဆိုရင်ပိုတော့မှမသိရတော့ဘူးဒီဘက်အချမ်းဆိုရင်လေနော်ဒီမှာတွေ့လားဒီနေရာမှောင်သွားပြီနော်အဲ့ဒါမင်းနှစ်ခွကိုရုပ်တရက်ကြည့်ရင်တွေ့လားဒါမှောင်နေတယ်ဖြစ်တဲ့အတွက်ကြောင့်မမြင်ရအဲ့ဆိုရင်မင်းနှစ်ခွပြောက်ဖို့ကမလွယ်ဘူးပေါ့နော်အဲ့စစိုက်တွေပါတယ်တော့ရှိတယ်ဒါပေမဲ့အဲ့ဒါစိတ်ဝင်စားအဲ့တော့မင်းနှစ်ခွလောလောဆယ်ဖြစ်ရှင်းနီးအဲ့ဒါ eyeshadow မှောင်တာလေးတွေနဲ့ bronzer တွေနဲ့ဖုံးလို့ရပါတယ်